ဝေဖန်သူတွေပါဇက်ပိတ်သွားအောင်ဟင်းဝရီနဲ့ဆိုင်းစီတွန်ကန်နှစ်ယောက်စလုံးကိုတပြိုင်တည်းတွေ့လိုက်တဲ့ဆိုပြည့်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစလိုက်ဘရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်မင်းသမီးလေးဆိုပြည့်ကတော့တင်းငယ်အေးဆေးပြီးအနေထိုင်ရိုးရှင်းလာတဲ့စံပြမင်းသမီးတစ်လက်ပါဒါပေမဲ့အချို့တွေကတော့သူမကဟိုမင်းသားနဲ့ချစ်သူဖြစ်နေရင်ဒီမင်းသားနဲ့လက်တွဲနေပါတယ်ဆိုပြီးတော့မဟုတ်မမှန်သတင်းဖြန့်နေကြတာတွေရှိပါတယ်ဒါတင်မကဘသူနဲ့လက်ထပ်တော့မယ်ဆိုပြီးနာမည်တက်ပြီးတော့အတင်းကျပ်ပေးစားနေတဲ့ကိစ္စတွေကလည်းရှိနေပါသေးတယ်။သူမကိုအရင်ကတည်းကဟင်းဝရနဲ့အတင်းပေးစားကြသလိုအခုလည်းဇက်ကားထဲမှာအတူတရုပ်ဆောင်တဲ့မင်းသားနေထွန်းနဲ့အပြင်ဒုတိယဇက်ကောင်ဖြစ်တဲ့ဆိုင်းစီတွန်ခန့်နဲ့လည်းလက်ထပ်ဖို့အတွက်အတင်းကျပ်ပေးစားနေကြပါတယ်။သူမအနေနဲ့တက်နိုင်သမျှစူးစမ်းပြီးတော့ဖြည့်ရှင်းချက်လည်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့သူတို့တွေရဲ့မဟုတ်မမှန်သတင်းဖြန့်မှုတွေပေးစားမှုတွေကတော့လုံးဝကိုရောကြမသွားခဲ့ပါဘူး။ဒါနဲ့နောက်ဆုံးမှာတော့အင်မတန်ကိုရိုးအေးလာပါတယ်ဆိုတဲ့မင်းသမီးဆိုပြတဲ့စဉ်ကလည်းမင်းသားဆိုင်းစီတွန်ခန့်နဲ့ဟင်းဝီယန်တို့နှစ်ယောက်စလုံးကိုတပြိုင်တည်းတွေ့လိုက်ပြီးဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်။သူမအနေနဲ့ပရိသတ်တွေဒီလောက်ထိသဘောတူနေကြတဲ့ဟင်းဝီယန်ကိုလည်းလက်မလွတ်နိုင်သလိုနောက်ပိုင်းမှာထပ်ပြီးတော့သဘောတူလာကြတဲ့ဆိုင်းစီတွန်ခန့်နဲ့လည်းဆက်ပြီးတော့ပတ်သက်နေအောင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့မင်းသားနှစ်ယောက်စလုံးကိုပဲတစ်ဖက်ညာတစ်ဖက်တွဲပြီးပွဲအခမ်းအနားတစ်ခုကိုတက်ရောက်လာရင်းနဲ့အားလုံးသိအောင်လို့ထုတ်ပြခဲ့ရဖြစ်ပါတယ်။ပရိသတ်တွေကတော့ဟိုမင်းသားနဲ့သဘောတူတယ်လို့ဒီမင်းသားနဲ့သဘောတူခြင်းတယ်လို့ဖြစ်နေပေမဲ့စိတ်ဝမ်းကွဲတာမျိုးတွေမဖြစ်စေချင်တဲ့အတွက်နှစ်ယောက်စလုံးကိုသူမကပဲအနစ်နာခံပြီးတော့လက်တွဲသွားတော့မှာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ဝေဖန်မှုတွေပါဇက်ပိတ်သွားစေဖို့အတွက်လည်းမင်းသားနှစ်ယောက်ကိုဘယ်တစ်ဖက်ညာတစ်ဖက်စီမှာချက်ရန်ပြီးတော့ပွဲအခမ်းအနားတစ်ခုကိုဂုဏ်ယူဝင်ကြွားစွာနဲ့တက်ရောက်လာခဲ့ပါတယ်။မင်းသမီးဆိုပြတဲ့စဉ်ကအင်မတန်ကိုအနေထိုင်အေးဆေးပြီးတော့အနုပညာလောကတွေမှာနာမည်ပြမရှိခဲ့ပေမဲ့ပရိသတ်တွေကတော့သူမကိုတွဲသမျှမင်းသားပေါင်းစုံနဲ့ပေးစားနေကြတာဖြစ်ပါတယ်။ဒီလိုပေးစားတာတွေကသူမရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေသလိုတစ်ဖက်မင်းသားတွေနဲ့သူတို့ရဲ့သက်ဆိုင်သူတွေနဲ့လည်းအဆင်မပြေမှဆိုတဲ့အတွက်ဆိုပြတဲ့စဉ်ကတောင်းပန်စကားပြောခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဘလို့မကိုလက်မခံမဲနဲ့မင်းသားပေါင်းစုံနဲ့လိုက်ဖက်ပါတယ်ဆိုပြီးတော့အတင်းအကျပ်သဘောတူပေးစားနေကြတာပါဟင်းဝရနဲ့တော့ကလည်းမောင်နှမတွေလိုနေထိုင်တာပါလို့ပြောခဲ့ပေမဲ့ဘလို့မလက်မခံခဲ့ပဲလူကြီးမိဘတွေကပါသဘောတူနေကြပါတယ်အခုအရန်ကိုအေးဆေးလာပါတယ်ဆိုတော့လူပြိုကြီးဆိုင်းစီတွန်ခန့်နေဆိုရင်လေနှစ်ယောက်သားရဲ့တည်ငြိမ်မှုတွေကအရန်လိုက်ဖိုက်ပါတယ်ဆိုပြီးပြောနေကြပြန်ပါတယ်ဒါကြောင့်ဆိုပြတဲ့စဉ်ကတော့ဟင်းဝရရောဆိုင်းစီတွန်ခန့်ကိုပါနှစ်ယောက်စလုံးကိုပြိသက်တွေသဘောကျလက်ခံလိုက်ပါမယ်ဆိုပြီးဘဲညာလက်တွဲပြီးတော့ပွဲတက်ခဲ့ပါတယ်ဘယ်ဘက်ကကြည့်ရင်လဲဟင်းဝရနဲ့အင်မတန်လိုက်ဖက်နေတယ်လို့ညာဘက်ကကြည့်လိုက်ရင်လဲဆိုင်းစင်တွန်ခန့်နဲ့အင်မတန်ကိုလိုက်ဖက်နေပါတယ်။ဒါကြောင့်ပရိသတ်တွေလည်းပို့ပြီးတော့တောင်ရှုပ်ထွေးသွားခဲ့ရပါတယ်။မြန်မာနိုင်ငံမှာဖြစ်နေတဲ့အတွက်နှစ်ယောက်စလုံးကိုလက်ထပ်လိုက်ဖို့လည်းပြောလို့မရတာကြောင့်မင်းသမီးလေးဆိုပြတဲ့စဉ်ရဲ့အခြေအနေကတော့တော်တော်လေးရှုပ်ထွေးနေပါပြီ။သူမကရိုးရိုးအေးအေးနေထိုင်တတ်ပေမဲ့အခုလိုဝေဖန်သူတွေကိုတိတိမိမိနဲ့ပြန်လဲတုံ့ပြန်လိုက်တဲ့အခါမှာပရိသတ်တွေလည်းဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားခဲ့ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့အနေနဲ့ရောမင်းသမီးလေးဆိုပြတဲ့စဉ်ကိုဟင်းဝရနဲ့သဘောတူသလားဒါမှမဟုတ်ဆိုင်းစီတွန်ခန့်နဲ့ပို့ပြီးတော့လိုက်ဖက်တယ်လို့ထင်လားဆိုတာပြောသွားခဲ့ပါဦးရှင်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်